USC မှာပါရီဖြစ်ကုန်ကြတာလဲ USC Freedom 2.0 မှာကောင်ပွဲနဲ့တူကောင်ပွဲကမတင်မှတ်ထားတာဖြစ်ကုန်ကြပါတယ်ဘရာဇီးချာမာကဒုတိယအချိန်မှာစီရကိုင်းအလဲထိုးနဲ့ရှုံးနေခဲ့ပါတယ်ကောင်ပွဲဖြစ်တဲ့အီလီယာထော်ပိုရီယာနဲ့ဂျက်စတင်ကေဂျီတို့ပွဲကလည်းမြုံနိုင်စရာတိုင်ပွဲရနဲ့ဂျက်စတင်ကေဂျီကနိုင်ရခဲ့ပါတယ်ဒီပွဲမှာလည်းအီလီယာလည်းပွဲကွဲသွားခဲ့ပါပြီMMAဆိုတာဘာမှမဆိုဖြစ်လာနိုင်တယ်ဆိုတာကိုပြသခဲ့တဲ့ပွဲတော်ပဲဖြစ်ပါတယ်အိမ်မက်လာလို့တော့ထင်မှတ်ရပါတယ်ဒီပွဲကြောင့်နိုင်ငံပြောရရင်ပထမအချိန်မှာအီလီယာထော်ပိုရီယာကဂျက်စတင်ကေဂျီရဲ့ကစားကွက်ကိုစံတက်တဲ့အချိန်ဖြစ်ပါတယ်ဒီချိန်မှာလည်းဂျက်စတင်ကေဂျီကအနေနဲ့တာပါတယ်ဒုတိယအချိန်မှာတော့အီလီယာထော်ပိုရီယာကတောက်လျှောက်လိုက်ထိုးပြီးဂျက်စတင်ကေဂျီရဲ့ body တွေရောမျက်နှာတွေရောအချက်ပေါင်းများစွာထိုးခဲ့ပါတယ်ဂျက်စတင်ကေဂျီရဲ့မောင်ကလည်းအတော်လေးကောင်းလွန်ပါတယ်ဒုတိယ GP ကနေမှအီလီယာထော်ပိုရီယာအမားလို့လိုက်ခဲ့တယ်လို့ပြောလို့ရပါတယ်ဂျက်စတင်ကေဂျီလဲသွားတာကိုဝင်လုံးလိုက်တဲ့အတွက်ဝစ်ကွာဟာမှုကြောင့်ဘာမှမလုပ်နိုင်ပဲအီလီယာထော်ပိုရီယာကအသက်လုံးကျသွားတာကိုတွေ့ရပါတယ်ဝစ်ကွာရဲဆိုတာကဝစ်ချိန်တဲ့အချိန်မှာတော့ဝိတန်ကအတူတူပါပဲဝစ်ချိန်ပြီးတရက်ခွဲလောက်အချိန်ရပါသေးတယ်အဲ့ဒီအချိန်မှာပြန်ပြီးအာဟာရဓာတ်တွေအသားဓာတ်တွေပြန်လည်ဖြည့်တင်ကြတာပါပွဲတွင်အီလီယာတိုဝီယာနဲ့ဂျက်စတင်ကေဂျီက10ပေါင်လောက်ကွာနိုင်ပါတယ်အီလီယာတိုဝီယာရဲ့မျက်နှာလည်းအတော်လေးဆုပ်ပြတ်သွားခဲ့ပါတယ်အီလီယာကိုဒီလိုပြအောင်လုပ်နိုင်တာကဂျက်စတင်ကေဂျီတယောက်ပဲရှိတယ်လို့ပြောလို့ရပါတယ်လေကြီးမစခင်မှာဆရာဝန်ကအီလီယာကိုတားဆီးခဲ့ပေမဲ့အီလီယာရဲ့ဆန္ဒကြောင့်ဆက်လက်ထိုးတက်ခဲ့ပါတယ်လေကြီးပြီးမှာတော့တန်လူကြီးကိုယ်တိုင်အီလီယာကိုတားဆီးခဲ့ပြီးဂျက်စတင်ကေဂျီကိုတိုင်ပွဲရနဲ့အနိုင်ပေးခဲ့ပါတယ်ဂျက်စတင်ကေဂျီလည်းသူ့အတွက်ပထမဆုံးအကြိမ်လိုက်ဝိတ်ချန်ပီယံကပတ်ပိုင်ဆိုင်နိုင်ခဲ့ပါပြီဒီပွဲက UFC တမိုင်းတစ်လျှောက်အကျဉ်းဆုံးပွဲတော်လို့ပြောလို့ရပါတယ်ဖိုက်တာနေရာလုံးရဲ့မာကွန်နဲ့ပါဝါပိုင်းကိုပြတ်သားခဲ့တဲ့ပွဲပါဒီရလက်ကြောင့်အီလီယာတိုဝရီယာတယောက်နောက်ဆိုရင်အရင်လိုလေးသက်လာနိုင်မှာမဟုတ်တော့ပါဘူးစိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ပွဲလည်းရှိပါတယ်အီလီယာတိုဝရီယာတယောက်နောက်ပွဲတွေမှာအရင်လိုပုံစံနဲ့ပြန်လာနိုင်မလားဆိုတာကလည်းစောင့်ကြည့်ရမှာပါအီလီယာတိုဝရီယာကပွဲတစ်နှစ်ကျော်ဝေးတာကြောင့်ရဲ့အင်တော်ရေးပရိပခါတွေဖြစ်တာကြောင့်ရဲ့အီလီယာတိုဝရီယာလိုပါနမှုမရှိတာကိုတော့တွေ့ရပါတယ်ဂျက်စတင်ကေဂျီနဲ့မကြေဝဲပြန်ဖြစ်ဖို့များပါတယ် UFC Freedom 2.0 ကဒေါ်နယ်ထရန့်ရဲ့အကြိုက်လို့ပြောလို့ရပါတယ်သူ့နိုင်ငံသားလည်းနိုင်ရခဲ့သလိုပွဲကလည်းကြံခဲ့တာကြောင့်တမိုင်းဝင်မှတ်တမ်းအောင်တပွဲဖြစ်ခဲ့ပါတယ်ဂျက်စတင်ကေဂျီလည်းလိုက်ဝိတ်ချန်ပီယံကပတ်နဲ့ထိုက်တန်ခဲ့ပါတယ်အသက်30ခေါ်မှာချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်အဆုံးထိလည်းပဲကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA အကြောင်းအရာတွေနဲ့ Fighting Sport အကြောင်းအရာတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်